မင်္ဂလာတာဟာတာတန်ရုပ်တော်ကတရုတ်သုံးပါထုတ်ပြခဲ့တာဗုဒ္ဓရဲ့ဒေသနာတော်ကြီးပါဖလားသုံးတန်းမှန်းစစ်လိုက်ပြန်တော့မကြံရပဲပြေဝလာတာအတိတ်ပဲတွေလွန်ကျဲဝန်းသူ့စွမ်းကိုဘယ်သူမဝန်းတာစွမ်းလူတဲ့အကျိုးပါစွမ်းလူတဲ့အကျိုးပါတဝမ်းစပူးကြည်ပြူနှစ်သက်ဝိမပြတ်အောင်လူတော်မူပါသာသနာနေ့တနှုံမြမရွှေဖုံးတက်ဝေဖြာကာယညာနာဘောဂမင်္ဂလာတာဟာတာတန်ရုပ်တော်ကတရုတ်သုံးပါထုတ်ပြခဲ့တာဗုဒ္ဓရဲ့ဒေသနာတော်ကြီးပါဖလားသုံးနာအမှန်စစ်လိုက်ပြန်တော့မကြံရပဲပြေဝလာတာအတိတ်ပဲတွေလွန်ကျဲဝန်းသူ့စွမ်းကိုဘယ်သူမဝန်းတာစွမ်းလူတဲ့အကျိုးပါအော်စွမ်းလူတဲ့အကျိုးပါတဝမ်းစပူးကြည်ပြီးနှစ်သက်ဝိမပြတ်အောင်လူတော်မူပါသာသနာနေ့တနှုံမြမရွှေဖုံးတက်ဝေဖြာပြင်းဆိုင်ငုတ်ထူကဆိုတဝကိုယူပြင်းရင်နာသက်ရှိစင်းလာချမ်းသာရနဲ့ဗလပညာပြင်းဆိုင်ငုတ်ထူကဆိုတဝကိုယူပြင်းရင်နာသက်ရှိစင်းလာချမ်းသာရနဲ့ဗလပညာငါးပါးသောကျူတရားတူဘွားမှာတည်ကြဖျားရှင်ရဲ့ဒေသနာတရားစင်နဲ့တွေ့မကွာဖျားရှင်ရဲ့ဒေသနာတရားစင်နဲ့တွေ့မကွာစေတနာဖြူလက်စေတနာရှင်ဆွမ်းအကျိုးပါခုလိုမိုးရင်းဆွေရွာခုလိုအကျိုးတွေတည်ကြသာသနာနေ့တနှုံမြမရွှေဖုံးတက်ဝေဖြာညာနာဘောဂမင်္ဂလာတာဟာတာတန်ရုပ်တော်ကတရုတ်သုံးပါထုတ်ပြခဲ့တာဗုဒ္ဓရဲ့ဒေသနာတော်ကြီးပါဖလားသုံးနာအမှန်စစ်လိုက်ပြန်တော့အကြံရပဲပြေဝလာတာအတိတ်ပဲတွေလွန်ကျဲဝန်းသူ့စွမ်းကိုဘယ်သူမဝန်းလားစွမ်းလူတဲ့အကျိုးပါစွမ်းလူတဲ့အကျိုးပါတဝမ်းစပူးကြည်ပြီးနှစ်သက်ဝိမပြတ်အောင်လူတော်မူပါသာသနာနေ့တနှုံမြမရွှေဖုံးတက်ဝေဖြာပြင်းဆိုင်ငုတ်ထူကဆိုတဝကိုယူပြင်းရင်နာသက်ရှိစင်းလာချမ်းသာရနဲ့ဗလပညာပြင်းဆိုင်ငုတ်ထူကဆိုတဝကိုယူပြင်းရင်နာသက်ရှိစင်းလာချမ်းသာရနဲ့ဗလပညာငါးပါးသောအကျိုးတရားတူဘွားမှာတည်ကြဖျားရှင်ရဲ့ဒေသနာတရားစင်နဲ့တွေ့မကွာဖျားရှင်ရဲ့ဒေသနာတရားစင်နဲ့တွေ့မကွာဆွေးတရာကိုတလန်းမူဒါနလေးကစင်လာလို့အလူတကာအလူအမတို့စိတ်လူကိုလူအလူမတွတ်တူတဲ့အလူပုဂ္ဂိုလ်ရေးမနေရအောင်သာရုခေါ်တဲ့အလူနိဗ္ဗာန်ကို
တက်လန်းမို့ဒါနလေးကဆင်ရလို့အလူတကာအလူအမတို့စိတ်တူကိုယ်လူအလူမတွန့်တူတဲ့အလူပုဂ္ဂိုလ်ရေးမနီးရအောင်သာလို့ခေါ်တဲ့အလူပြန်မကောင်းပြောင်းမရှာသရာဒီတဖွာဝါပီတိတွေနဲ့ပျော်နေရတဲ့အလူချက်သူရွာသားတွေလည်းစေတနာတွေအများနဲ့အားခဲလို့ပျော်နေရတဲ့အလူလုံအားဒါနတွေနဲ့ဝိုင်းဝလို့ကိုညီကြသူဒီအလူနိဗ္ဗာန်ကိုအတူတက်လမ်းဖို့ဒါနလေးကဆင်ကြသို့အတူတူမြို့ရွှေမန္တလေးတက်လူတာရုပေါ်စုရတဲ့အတူနိဗ္ဗာန်ကိုတက်လမ်းဖို့ဒါနလေးကဆင်ရသောအလူတကာအလူအမတို့စိတ်တူကိုယ်လူအလူမတွန့်တူတဲ့အလူပုဂ္ဂိုလ်ရေးမနေရအောင်သာလို့ခေါ်တဲ့အလူနိဗ္ဗာန်ကိုတက်လမ်းဖို့ဒါနလေးကဆင်ရသောအလူတကာအလူအမတို့စိတ်တူကိုယ်လူအလူမတွန့်တူတဲ့အလူပုဂ္ဂိုလ်ရေးမနေရအောင်သာလို့ခေါ်တဲ့အလူပြန်မကောင်းပြောင်းမရှာသရာဒီတဖွာဝါပီတိတွေနဲ့ပျော်နေရတဲ့အလူရက်သူရွာသားတွေလည်းစေတနာတွေအများနဲ့အားခဲလို့ပျော်နေရတဲ့အလူလုံအားဒါနတွေနဲ့ဝိုင်းဝလို့ကိုညီကြသူဒီအလူနိဗ္ဗာန်ကိုအတူတက်လမ်းဖို့ဒါနလေးကဆင်ကြသို့အတူတူမြို့ရွှေမန္တလေးတက်လူတာရုပေါ်စုရတဲ့အတူအလူတကာကြီးရဲ့မျက်နှာအလူမကြီးရဲ့မျက်နှာလာမင်းလိုဝင်းပါအလားကြီးလာနေတော့တာစေတနာတွေအယောင်ဟန်လို့တောင်းစလပန်းမျက်နှာလိုဒါနာလို့စိတ်ကြဝလာတစ်ခုလုံးတင်းပြန့်ဝင်ချိန်နေအလူတကာကြီးရဲ့အလူအမကြီးရဲ့မဟာပထဝီမြေကြီးဒါနာတို့တွေ့သက်သေးတီးနေမြို့ရွှေမန္တလေးတဲ့လူတာရုကိုဆိုရတဲ့အတူကြီးရဲ့မျက်နှာအလူမကြီးရဲ့မျက်နှာလာမင်းလိုဝင်းပါအလားကြီးလာနေတော့တာစေတနာတွေအယောင်ဟန်လို့တောင်းစလပန်းမျက်နှာလိုဒါနာလို့စိတ်ကြဝလာတစ်ခုလုံးတင်းပြန့်ဝင်ချိန်နေအလူတကာကြီးရဲ့အလူအမကြီးရဲ့မဟာပထဝီမြေကြီးဒါနာတို့တွေ့သက်သေးတီးနေမြို့ရွှေမန္တလေးတဲ့လူတာရုကိုဆိုပါတဲ့အတူ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
လာချလေးဒါနအလူဝဲမလေးပကာတနာတွေတို့များရင်မှရှင်းနှံလို့လေဝင်းဖန်လို့ဖြူစမေးလူချင်သူတွေပေါ်ကျွဲဝသလေးပေါ်ကျွဲပါဝေးစားတဲ့တဘောလူလေးလေးစားတဲ့တိုးပင်ဒီလူဘွယ်တော့ပြောမဆုံးရှင်းမဆုံးချိန်ချိန်ညံမစဲတွေရှင်တွေဒီဘဝမှာပဲစီစဉ်ဥစ္စာတိုးပါစေရွှေမိုးဝေမိုးအပြိုင်ပြိုင်ဖြိုးရရွာစေကြည်နူးစရာပဲလေမြမရဲ့နဲ့ကဘာနဲ့အလိုက်ဝေးထူတဲ့ဒီလူပွဲလာငယ်ပါတော့ဆွေဖိတ်ခေါ်ရစေရှင်မတရာတွေကိတ်အောင်တဲ့ဒီမြေနာတို့ရှိစေကိုခက်ခါမတွေ့
လာကြလေဒါနအလူပွဲမလေးပကတနာတွေတို့များရင်မရှင်